iPhone ဝယ်တဲ့အခါ Android ကိုဘာကြောင့်ရွေးချယ်သင့်တာလဲ Android ဆိုင်ခွဲတွေမှာကကျေဝန်းတဲ့ car parking ချက်ချာကြတဲ့ location အနှွေးထွေးဆုံး customer service စိတ်ချရတဲ့ Apple Official Warranty အပြင် After Sales Service အပြည့်အဝပါဝင်ပါတယ်Android ကနေ iPhone 17, iPhone Air, iPhone 17 Pro, iPhone 17 Pro Max ကိုဝယ်ယူမယ်ဆိုရင် Android Ultra Protection နဲ့ iPhone 13ကနေ iPhone 16 Family တွေကိုစိတ်ချရွေးချယ်ဝယ်ယူမယ်ဆိုလို့ရှိရင်တော့ Android Protection Plan အခမဲ့ပါဝင်မှာဖြစ်ပါတယ်။ဒီ Protection Plan နှစ်ခုလုံးကကိုယ့် iPhone လေးကျကွဲသွားတာပဲဖြစ်ဖြစ် Battery Error တစ်ခုခုဖြစ်တာပဲဖြစ်ဖြစ်ထိခိုက်မှုတိုင်းကနေအကောင်းဆုံးကာကွယ်ပေးသွားမှာပါ။ Android Wallet App နဲ့လည်း Android ဆိုင်ခွဲတွေမှာကိုနှစ်သက်ရ Apple device တွေ accessory တွေကိုရွေးချယ်ဝယ်ယူရင် point နေစုထားလို့ရပါသေးတယ်။ဒါအပြင်ကြောက်တဲ့ငွေကိုချက်ချင်းအပြည့်ပေးသွင်းစရာမလိုပဲအတူနှုတ်မဲ့စနစ်နဲ့အဆင်ပြေလွယ်ကူစွာအရေးကြပေးသွင်းနိုင်မဲ့ installment plan တွေလည်း Android မှာရှိပါတယ်။ကဲဒီတော့ iPhone ဝယ်မယ်ဆိုရင်အကျိုးခံစား권နဲ့အားသာချက်တွေအများကြီးရှိတဲ့ Android ကိုသာရွေးချယ်လိုက်တော့နော်။